Hello ဒီနေ့တော့ရွာပြန်တော့ရာသီပေါ်မှုလေးတွေချက်စားဖြစ်ပါတယ်ဒီမိုးလေးတွေကမိုးတွင်းအစာနေအရန်ပူလိုက်မိုးလေးရွာလိုက်ဖြစ်တဲ့အချိန်မှာရတယ်ဒီဖတ်စုံမိုးပေါ့နော်သူကလေနေအကူမိုးအကူအဲ့လိုနေပူလိုက်မိုးရွာလိုက်ဖြစ်တဲ့အချိန်မှာထွက်လာတဲ့မှုဆိုတော့လေဘွက်တီတဲတွေအဲ့လိုမြေကြီးရထိုးထွက်တော့အရန်ဟိုလိုပေါ့နော်ပေးချင်နေရပေါ့အဲ့ဒါလေးကိုစိတ်ရှိရှိနဲ့ဒါလေးတွေနဲ့တတိချာလေးချစ်ရတယ်ရေမစေးခင်ချစ်ရတာပေါ့နော်ရေစေးလိုက်ရင်သူ့ရဲ့မှုအပွင့်ဖက်တွေကအချွဲတတ်ပါတော့ချွဲပြီးတော့ကတ်ကုန်တော့ပို့ပြီးတော့သဲကြိုက်ပြီးစားလို့အဆင်ပြေပါဘူးအခုလိုမျိုးအနေတော်လေးတွေနှွင်ပြီးွားပြီဆိုရင်တော့နောက်ထပ်တောင်းအောင်ရေ2ရေလောက်ထပ်စီးပါတယ်အစိတ်တောက်လဲပြီးအောင်အနံ့လေးမှုအောင်စိတ်ကူးရလေးထည့်ထားတာပါ